အားလုံးပဲမင်္ဂလာပါဗျာလက်မီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်အိမ်နောက်မှုဖျားတဲ့စိမ့်မရင်ဆိုတော့ဤသုံးမျိုးချက်မပိုင်နောက်ပြန်ကတ်တီအမျိုးလို့ရှေးဆိုစကားတွေရှိထားခဲ့ပါတယ်ယောက်ျားကောင်တယောက်ကိုရရှိထားတဲ့မိန်းကလေးတွေအတွက်ကတော့မဟာဆုလက်ကြီးတစ်ခုဖြစ်ပေမဲ့ယောက်ျားညက်ယောက်ျားဆိုးကိုရရှိထားတဲ့မိန်းကလေးတွေကတော့လင်းဆိုးမယားတဖာဖာဖြစ်ကြပါတယ်ဒါကြောင့်မို့လို့မိမိအိမ်တော်ပဲဖြစ်မဲ့သူကလူကောင်းလားလူဆိုးလားဆိုတာကိုမသိသေးခင်မှာချစ်သူကြီးစားဖြစ်နေတွဲဖို့တော့မှတေချာစဉ်းစားသင့်ပါရဲ့နော်ဒါကြောင့်မိန်းကလေးတွေစင်ကျင်စဉ်းစားနိုင်ဖို့လက်မီဒီယာကနေဒီတစ်ခါပြောပြပေးမယ့်အကြောင်းအရာလေးကတော့ချစ်သူကြီးစားဖြစ်နေလုံးဝလက်မတွဲသင့်တဲ့ယောက်ျားညက်ကိုမျိုးအကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီအကြောင်းအရာလေးကိုမပြခင်မှာကျွန်တော်တို့ရဲ့လက်မီဒီယာ channel လေးကို subscribe နဲ့ notify bell လေးနှိပ်ပေးကြပါဦးနော်နံပါတ်1မိန်းကလေးတယောက်ကိုချစ်တယ်လို့ပြောပြီးတော့နောက်ွယ်ကျဖောက်ပြန်တဲ့ယောက်ျားအပြောချွတ်ချွတ်နဲ့တင့်ကိုချစ်တယ်လို့ပြောပြီးတော့တင့်ကိုရကြတိတ်ပုံလေးဖောက်ပြန်နေတဲ့ယောက်ျားမျိုးကိုပြောတာပါအဲ့ဒီသူမျိုးကိုတော့စိတ်ကူးလေးတောင်မှမထည့်သင့်ပါဘူးဗျဒီလိုယောက်ျားတွေကပေါ့နေပေါ့စားအိမ်တွေ့ရင်တေးပေါက်မယ်ဆိုတဲ့အတန်းစားမျိုးတွေဖြစ်တာကြောင့်နောက်တစ်ချိန်တင့်အနေနဲ့နောင်တကြီးရသွားနိုင်ပါတယ်ဖောက်ပြန်တဲ့ယောက်ျားမျိုးကတင့်ချစ်သူဖြစ်ခဲ့မယ်ဆိုရင်တော့မျိုးတောအောင်လွှဲတာကအကောင်းဆုံးပဲဖြစ်မှာပါနံပါတ်2တာဝန်ယူခြင်းမရှိတဲ့ယောက်ျားအပျော်လာတွဲတဲ့ယောက်ျားမျိုးဆိုရင်တော့စောစီစီပဲခြောက်တာတင်ပါတယ်တင့်စီကနေလိုချင်တာရှိလို့သာတင်နာကိုကတ်နေတာဖြစ်ပြီးတော့သူလိုချင်တဲ့ရသွားရင်တော့တင့်ကိုပြစ်ချထားခဲ့မှအသေးချာပဲဖြစ်ပါတယ်ဗျဒီလိုယောက်ျားမျိုးတွေကစကားပြောတာကောင်းပြီးတော့ဟန်ဆောင်တာလည်းကောင်းတတ်တာကြောင့်တင့်အနေနဲ့သတိထားပြီးစောင့်ကြည့်ဖို့တော့လိုပါတယ်မဟုတ်ရင်တော့အပိုလက်ဆောင်လေးကိုပိုက်ပြီးတင်ဒူးနဲ့မျက်ရည်တုပ်နေရပါလိမ့်မယ်နံပါတ်3မိန်းကလေးတယောက်ကိုအချက်နဲ့တိတ်ခါကိုမငဲ့ပဲနဲ့ရုံညံ့စွာဆဲဆုပ်တဲ့ယောက်ျားလူကြားထဲမရှောင်မဲတင့်ကိုဆဲဆိုအော်ဟိတ်တဲ့ယောက်ျားမျိုးကိုတော့ခေါင်းထဲကနေထုတ်ထားတင်ပါတယ်ဒီလိုလူမျိုးတွေကိုချစ်သူကြီးစားအဖြစ်နဲ့တွဲခဲ့မယ်ဆိုရင်တော့တင့်တိတ်ခါတွေကလည်းတပြားမှရှိတော့မှာမဟုတ်ပါဘူးဗျရိုင်းဆိုင်တဲ့စကလုံးတွေကိုလည်းနေ့စဉ်ကြားနေရမှာဖြစ်ပါတယ်သူနဲ့အပြိုင်ဆဲဆိုအော်ဟိတ်နေမယ်ဆိုရင်တော့တင်ကမိမချမ်းကြီးတယောက်ဖြစ်သွားမှာအသေးချာပဲဖြစ်ပါတယ်နံပါတ်4သူစိတ်ဖြော်နေတဲ့အချိန်ဆိုရင်တင့်ကိုရှိရလို့တော့မှမထင်တဲ့ယောက်ျားအဲ့လိုလူမျိုးတွေကသူပြင်းနေတဲ့အချိန်ကြမှာသာတင့်စီကိုဖုံးဆက်ဖို့တတိယတက်ပါတယ်။ကျန်တဲ့အချိန်တွေမှာဆိုရင်တော့တင့်ကိုနည်းနည်းလေးမှအဖတ်တောင်လုံးမှာမဟုတ်ပါဘူးဗျ။အပေါင်းအသင်းတွေနဲ့အတောက်စားအပျော်ပါမတ်နေပြီးတော့ဂိမ်းတာမှမဟုတ်ဆေးဆွဲနေတဲ့သူမျိုးတွေကိုလည်းဝေါအောင်ရှိဝေးကနေရှောင်ထားတင်ပါတယ်။တင်သွဲမိခဲ့မယ်ဆိုရင်တော့တင့်မှာချစ်သူကြီးစားရှိနေပေမဲ့အဖေတယောက်လိုမျိုးပဲတင်ခံစားနေရမှာဖြစ်ပါတယ်။နံပါတ်5မင်းကလေးတယောက်ကိုပြောတော့ဆက်တယောက်လိုသဘောထားတဲ့ယောက်ျားမျိုး50 shades of grey ဆိုတဲ့ဇာတ်ကားကိုတင်ကြည့်ဖူးခဲ့မယ်လို့ထင်ပါတယ်ဒီလိုပဲတင့်ကိုပြောရစက်တယောက်လိုမျိုးဆက်ဆံတဲ့ယောက်ျားမျိုးကိုတော့တင်စိတ်မကူတင်ပါဘူးနော်တင်အတွက်အရန်ကိုအနေရများလို့ဖြစ်ပါတယ်တချို့မိန်းကလေးတွေကတော့ဒီလိုယောက်ျားမျိုးတွေကိုထူးထူးဆန်းဆန်းစိတ်ဝင်စားတတ်ကြပါတယ်ဒါပေမဲ့ရေရှည်မှာတော့စိတ်ကုန်စိတ်နာသွားနိုင်တာမို့အစအရေကအခွင့်အရေးမပေးထားတာအကောင်းဆုံးပဲဖြစ်ပါတယ်နံပါတ်6မိန်းကလေးတယောက်ကိုရန်ဖြစ်တဲ့အခါမှာလက်ပါတက်တဲ့ယောက်ျားမျိုးဒီလိုယောက်ျားမျိုးကိုတော့မိန်းကလေးတွေကြမ်းနေတဲ့ကြနေမယ်လို့မထင်ပါဘူးဗျနှစ်ဦးသားသဘောထားမတိုက်ဆိုင်လို့ရင်ဖြစ်ကြတဲ့အခါမှာရိုက်မယ်နှက်မယ်ဆိုတဲ့အပြုအမူကတော့လူမိုက်ဆက်ဆံအပြုအမူပဲဖြစ်ပါတယ်ဒီလိုခဏရိုက်နေခါတဲ့မိန်းကလေးကကြာလာတဲ့အခါမှာစိတ်ထင်ရသွားနိုင်ပါတယ်ဒါကြောင့်မလို့တင့်ချစ်သူကခဏလက်ပါလာခဲ့မယ်ဆိုရင်တော့ပြန်စင်းစားဖို့အကြံပေးပါရစေနံပါတ်9ဂတိမတီတဲ့ယောက်ျားတင့်စီကနေအဖြစ်မရခင်ကတော့ဂတိမျိုးစုံပေးပြီးတော့တင်ရဲ့အချစ်ကိုရယူပါလိမ့်မယ်ဒါပေမဲ့တင်တဲ့ချစ်သူကြီးစားဖြစ်သွားတဲ့အခါမှာပေးထားတဲ့ဂရီတွေတစ်ခုချင်းချိုးဖက်တဲ့ယောက်ျားမျိုးကလည်းကောင်းတဲ့ယောက်ျားထဲမှာတော့မပါဝင်ပါဘူးဂရီကိုလွယ်လွယ်ပေးပြီးတော့မတိတက်တဲ့သူမျိုးတွေကမကြခဏဆိုသလိုပဲတင့်စိတ်ကိုတန်ရာရစီမှာအမှန်ပါပဲနံပါတ်10ဘဝအိမ်မက်နဲ့ရီမန်းချက်မရှိတဲ့ယောက်ျားမိမိလိုချင်တဲ့ရီမန်းချက်ကိုဖြစ်အောင်လုပ်ဖို့စူးစမ်းနေတဲ့သူတွေအများအပြားတင်တွေ့ဘူးပါလိမ့်မယ်ရီမန်းထားတဲ့အတိုင်းရောက်ခဲ့တဲ့သူတွေရှိရသလိုပဲရီမန်းချက်မပြည့်သေးပေမဲ့ဇွဲမလျှော့ပဲနဲ့ရုန်းကန်နေတဲ့သူတွေလည်းစူးစမ်းမှုကိုအသိမပြုကြမှာဖြစ်ပါတယ်ဗျတကယ်လို့သာတင့်ချစ်သူကဘဝရည်မှန်းချက်လုံးဝမရှိဘဲနဲ့ပေါ့စားနေတဲ့သူရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့အသင်းဘဝရှိရေးအတွက်ရှင်လေးစရာပါပဲအနာဂတ်ကိုသူနဲ့လက်တွဲသွားဖို့ဆုံးဖြတ်ထားမယ်ဆိုရင်တော့ပြန်ပြီးတော့မှစဉ်းစားသင့်ပါတယ်ဗျနံပါတ်9ပြဿနာတစ်ခုကိုခေါင်းဆောင်တဲ့ယောက်ျားမျိုးပြဿနာတစ်ခုကိုကြုံတဲ့အခါမှာမိန်းကလေးထက်ယောက်ျားလေးကပို့ပြီးတော့မှဥဆောင်ဥရွယ်ပြုရင်ဆိုင်ဖြည့်ရှင်းတင်ပါတယ်ဒါမှမဟုတ်ပဲပြဿနာကိုခေါင်းဆောင်တဲ့ညံတိန်တဲ့ယောက်ျားမျိုးကိုရထားပြီးဆိုရင်တော့တင်ဘဝကအကြောက်သေးကိုကြာနေတယ်လို့ခံစားရမှာအသေးချာပဲဖြစ်ပါတယ်ဘာကိုမှရင်ဆိုင်မဖြေရှင်းမဲနဲ့ထွက်ပြေးဖို့သာပြင်နေတဲ့သူကြောင့်တင်ဟာပေမမတ်နဲ့ဖြေရှင်းပြီးတော့နောက်ဆုံးမှာတော့ပြဿနာတွေကြားဆုံမြုပ်သွားပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဝလက်ထက်ဘဝကောင်းတွေကိုတေချာရွေးချယ်နိုင်ကြပါစေလို့လက်မီဒီယာကနေဆုတောင်းပေးလိုက်ပါရနော်အခုလိုဗီဒီယိုလေးကိုကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့လက်မီဒီယာ channel လေးကိုလည်း subscribe နဲ့ notify bell လေးနှိပ်ပေးကြပါဦးနော်ကျွန်တော်တို့နောက်နေ့မှာပြန်ဆုံကြရပါဗျာ